ဖြစ်ပါရဲ့ ပြီးခဲ့တဲ့ CV ဖိုင်နယ်မှာပေါ့ဒါရေအရဲခုံပြီးစိတ်တွေလှုပ်ရှားပြီးအနားမှာဒူးတွေတုံနေပါတယ်ဒါပြီးခဲ့တဲ့ဘက်က CV ဖိုင်နယ်မှာပါနော်တက်တာရဲ့အတွက်ဘူဒီတွေရဲ့ပိတ်တက်တွေရောဒါယူကြီးမေးတွေရောအဲပဲကျေးဇူးတင်ပါတယ်လင်းမော်တော်ပါရဲ့တားလေးဒီပြပွဲမှာတော့အငယ်ဆုံးဖြစ်တဲ့ကွယ်ကိုကိုကြီးမမကြီးရဲ့လဲသူစူးစမ်းပြီးရှိပြသားမှာပါအဲအကြောင်းကိုတတပိတ်တက်တွေဘူဒီပေးကြပါအောင်လို့သူကတော့အသက်အရွယ်နဲ့မလိုက်အောင်အရန်ကိုတော်တဲ့ Bone Breaker လင်းမော်ခုံးမှဖြစ်ပါတယ်အားပေးကြအောင်ခင်ဗျာကဲဟိုဇလန်ဇကွက်ချာနဲ့ကျွန်တော်တို့လေရှင်ပြိုင်သွားတာတွေ့ရပါတယ်ဆိုရအေးတကယ်ချင်းဒီမှာဆိုလို့ရှိရင်နော်တော့ကောင်မလေးကိုတွေ့ချင်းချင်းနူးညံ့သွားတာနော်ဟုတ်တယ်ကျွန်တော်လာတော့ရုပ်ကပြပြောင်းသွားတယ်နော်အဲချင်းချင်းနူးညံ့သွားတဲ့အချိန်ကြမှာနော်ဟိုတွေ့လားစီတို့နဲ့လာထိုးသွားတွေ့လားတကယ်ကိုချစ်ဖို့ကောင်းပြီးတော့မှအရေးချင်းနေအများကြီးရှိနေတဲ့တတလေးဖြစ်ပါတယ်ခင်ဗျာမှန်ပါတယ်ကဲတတလေးလင်းမော်ကောရှင်ပြိုင်သွားတဲ့ပုံရိပ်တွေကိုကိုမောင်ကြီးကပဲစပြီးသုံးသပ်ပေးပါအောင်ဗျာတကယ် final မှာတကယ် final အရသာအပြင်စင်နေရောပေါ့နော်ပြီးတော့ဒီ final မှာဒီသူ့ရဲ့ presentation ကိုဒီတစ်ပင်လေးနဲ့ချိန်ပြီးတော့ပေါ့နော်ဒီတဘာဝဒီတစ်ပင်လေးကိုပါချစ်တက်လာအောင် present လုပ်ပေးတာအရင်ကျေးဇူးတင်ပါတယ်တသားကိုနော် voting လေးအကောင်းစားနဲ့ဝင်လာဖြစ်ပါစေနော်ကျေးဇူးအများကြီးတင်ပါတယ်ပေးတဲ့ဆုနဲ့ပြပါစေတသားလေးနော်ကျေးဇူးတင်ပါတယ်ဦးတီရဲ့ comment ကိုလည်းကြားကြပါတယ်ခင်ဗျာဒုတိယပိုင်းလေးပေါ့နော်ပထမပိုင်းကျောင်းကပြန်လာပြီးတော့ semi final မှာ WSG ဖြစ်သွားပြီးတော့အခုတောထဲမှာသိပ္ပံပညာရှင်ကပြန်လာပြီးတော့လူကောင်းလေးပြန်ဖြစ်သွားနော်ဇလန်းအဆက်ကလေးကြည့်ရပါတယ်
ကောင်းမွန်ပါတယ်ဗုဒ္ဓနေအများကြီးသားရပါစေ ကျေးဇူးများတင်ပါတယ်ပေးတဲ့ဆုနဲ့ပြပါစေဒါလေးနော်ဟုတ်ကဲ့ပါမမိုးရဲ့သုံးသပ်မှုလည်းသိချင်ပါတယ်ခင်ဗျ ဒါ grand final ရောက်မှပြုံးပြမယ်ခုဆေးထိုးပြီးတော့ပြုံးပြပြီပေါ့နော်စော်လေးတွေ့တော့ဒါပြုံးသွားတာပေါ့နော်ဟုတ်လားစော်လေးတွေ့တော့ပြုံးသွားတယ်တခါလေဘာဟဲဟဲလေ ရှက်နေ ဒါတော်ပါတယ်ဒါအရွယ်လေးနဲ့လိန်ကောက်ကွေးပြီးတော့အယိုးအမျိုးစုံချိုးဖဲ့ပြီးတော့ကသွားတာအခုမှလည်းဒီအစင်းလောက်မှဒါပိုတိုးတက်ပြီးကသွားပါတယ်နော်ဒါဗုဒ္ဓနေ့အများကြီးရပါစေ ကျေးဇူးများတင်ပါတယ်ခင်ဗျပေးတဲ့ဆုနဲ့ပြပါစေဒါလေးနော် ဟုတ်ကဲ့ပါမက်ထရီသားရဲ့ကန်စားချက်တွေကိုလည်းသိကြပါရခင်ဗျာ မောင်ထရစာတို့အားလုံးကဇလန်းအဆက်ကလေးကိုကြည့်လိုက်ရတာပေါ့နော် ဟုတ်ပါတယ်ခင်ဗျာ အခုကလေအခုခေတ်ကြီးကဒီလို challenge ဆောင်ကိုယ်ကောက်ပြီးတော့လုပ်ဖို့မလွယ်ဘူးမမထရစာတို့လုပ်လို့မရအောင်ချိုးသွားလိုက်တာအစစ်စုံဟေးလုပ်ပြမနေနဲ့ကိုမရအောင်ကဲဗုဒ္ဓနေအများကြီးရပါစေ ကျေးဇူးများတင်ပါတယ်ခင် ကျေး ဗျာ ဇူးများပါတယ်ဒါလေးပေးတဲ့ဆုနဲ့ပြည့်ပြီးတော့ဟိုတင်များကြီးရပါစေနော်မဦးဆိုရတောင်းပေးမယ်ဟိုတင်နဲ့ခု ဟုတ်ကဲ့ပါခင်ဗျာ အဲ့ဆိုတော့ကြည့်ရှုနေတာ YouTube ဖြစ်ပါတယ်ဒီဆက်အမိုက်စား talent တွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ အောက်ကမြန်မာ Scott Talent Channel ရဲ့ subscribe ဆိုတဲ့ clip ကလေးကိုနှိပ်ထားလိုက်ပါ